သတင်းချစ်တင်ပြီးတော့ဒီများအားလုံးမင်္ဂလာပါခင်ဗျာပြည်တော်စုအတန်ကနေပြီးတော့မှပြည်သူလူထုအကျိုးရှိစေဖို့အလို့ငါကောင်းလို့ရာသတင်းအကြောင်းချင်းရာတွေကိုရွေးချယ်တင်ဆက်ပေးနေပါတယ်ဒီကနေ့တော့ကျွန်တော်တို့လွှတ်တော်အမတ်ကြီးဦးလဆွေပြီးခဲ့တဲ့မေလ29ရက်နေ့တောက်ကြနေ့မှာပြောခဲ့တဲ့စကားလေးတချို့နဲ့ပတ်သက်ပြီးတော့အများပြည်သူလူထုအကျိုးရှိစေဖို့အတွက်ဆိုရကိုအချက်ပေးခလုံးတန်လေးပေးခဲ့တာလေးနဲ့ဆက်လျင်းပြီးတော့ဦးလာဆွေကဘလောက်အထိအကောင့်ထဲဟိုစိုက်တိုင်းမတ်တက်ဆောင်နိုင်မှာလဲနိုင်ငံတော်အစိုးရကရောပြည်သူလူထုအကျိုးစီးပွားအတွက်ဘလောက်များပြုပြင်ပြောင်းလဲဖြည့်ဆည်းပေးလာမလဲဆိုတာလေးကိုကျွန်တော်တို့အတွက်ဒါစဉ်းစားစရာတွေးတောစရာဖြစ်လာပါတယ်အဲ့တော့ဦးလဆွေပြည်သူလူထုအကျိုးအတွက်ဘာတွေများပြောသွားခဲ့တယ်လဲတစ်ချက်အတူနားထောင်ကြည့်ကြရအောင်ဗျာဟုတ်ပါလေးစားပါဒီနေ့ကမေ29တောက်ကြနေပါနော်ဖတ်အားရောက်နေကျွန်တော်ပြောကြလေးရှိလို့ပါအရင်တစ်ခါပြောဘူးတယ်ကျွန်တော်ထိုင်းနေစာမှာတာဝန်ကြတော့ကဟိုဘက်ကမ်းမှာတန်လမင်းဟိုဘက်ကမ်းမှာထိုင်းစစ်တပ်စခန်းရှိအဲ့သူတို့ဘေးမှာလေကွင်းရကွင်းနေရှိအဲ့ဒီကကျောင်းဆရာတယောက်ကကရင်လူမျိုးသူကနေ့တစ်ဖက်တစ်ခါလောက်ဆက်လီလေးနဲ့လာပြီးကျွန်တော်စီလာတွေ့တယ်သူရာခရထွက်တဲ့ဘူးဒီခရန်ဒီလာလက်ဆောင်ပေးတယ်ကျွန်တော်သူ့အာမီတန်ပေးတယ်ခင်းနေတာပေါ့ဗျာတနေ့ကျတော့ထိုင်းရဟရင်တစင်ကအဲ့မှာလာပြီးသူမိကိုတွေထွက်ပြီးပြက်ကြသွားအဲ့ဒါဒီကျောင်းဆရာ2ပတ်3ပတ်လောက်ကျွန်တော်စီမလာဘူးအဲ့ဒါကြော်မှလာတော့ဒီခါတော့ဘူးဒီခရန်ဒီမဟုတ်ဘဲနဲ့ဝီစကီတွေဘီယာတွေယူလာတော့အဲ့အောင်ကျောင်းဆရာမင်းထောလာလားဟုတ်တယ်ဗျာကြီးကျွန်တော်ထောသွားတယ်တဲ့ကျွန်တော်လက်ကွင်းတွေကိုထိုင်းရဟရင်ပြက်ကြဒါကြောင့်မို့တီးနိုင်ရောကြီး3နှစ်စာပေးသွားတယ်ကျွန်တော်စိုက်ဆရာမလို့ပဲနဲ့ခု3နှစ်စာရပြီဒါကြောင့်မို့လို့ကျွန်တော်အဘဝီစကီတွေဘီယာတွေလက်ဆောင်လာပေးတာတဲ့ဒီလိုပြောတယ်ကျွန်တော်စဉ်းစားတယ်ဟာငါတို့တိုင်းပြည်မှာရောရဟရင်ပြက်ကြရင်အဲ့လိုပေးမှလားပေါ့လွယ်ဘူးဗျအဲ့တော့သူ့နိုင်ငံကလေသမားကိုသူ့အစိုးရတမိုးထားလို့သူ့နိုင်ငံကကိုယ့်ထက်ရှေ့ရောက်နေရလို့ကျွန်တော်မြင်တယ်ကျွန်တော်တို့နိုင်ငံမှာရောအဲ့လိုမလုပ်နိုင်ဘူးလားပေါ့နော်ဟာလားသူဟိုဒီမိုကရေစီအစိုးရဆိုတာပြည်သူတွေရဲ့ပိုင်ဆိုင်မှုတကြတပြားစပြီးတော့တမိုးထားရမယ်လို့ကျွန်တော်မြင်တယ်ကိုကစီမံကိန်းရှိတယ်စီမံကိန်းရှိတယ်ဆိုယော်လိုက်ပါထိုက်တန်ယော်လိုက်ပါဥမာမဟာအောင်မြေကအခု182အိမ်ဖြတ်တယ်ဆိုရင်သူငှားထားတာအရင်တော့ဘလို့ပဲလုပ်တော့ဘလို့ပဲပိုင်ဆိုင်သူ့ဟိုရွှေ့တော့မယ်ဆိုတာ ਨੇ ပလန်နဲ့ခါတဲ့ဟုတ်လား46တဲ့အကွက်တွေရိုက်ပြီးတော့ရော့ဒီမှာမင်းတို့အဲ့ဒါသွားတော့ဆိုပြီးတော့မှအဲ့လိုပလန်ချပြီးမှလှုပ်လိုက်စမ်းပါနော်အဲ့ဒါမာသာလင်ဒါထိုက်တန်နဲ့ဟလာပြောင်းရွှေ့ခြင်းတွေဖြစ်မယ်နော်တပါတီအာနာရှင်စနစ်နဲ့ကျင့်သုံးတဲ့တရုတ်ပြည်မှာတော့မှဟလာလမ်းဖောက်တာကိုသဘောမတူတဲ့အဖိုးကြီးကသူ့အိမ်ဖဲမပေးဘူးအဲ့လမ်းခွဖောက်သွားတယ်အခုထိရှိတယ်နော်ဒါမျိုးတွေကကျွန်တော်တို့ကဟိုစင်ကြရမယ့်ကိစ္စလို့ကျွန်တော်မြင်တယ်ထိုက်တန်ကဒီနေရာမှာလမ်းဖောက်မှာဖြစ်တဲ့အတွက်စီမံကိန်းရှိလို့လမ်းဖောက်ပြမင်းကပေးဆက်ရမယ်ဆိုတာဒါပေးဆက်စရာမလိုဘူးသူ့ကိုထိုက်တန်နဲ့ရော်ကြီးပေးလိုက်ပါအခုလဲဒီတိုင်းပဲကျွန်တော်တို့အဲ့လိုပဲမြင်တယ်ဦးလာဆွေပြောသွားတဲ့စကားလေးထဲမှာကျွန်တော်အကြိုက်ဆုံးစကားလေးတစ်ခုကျွန်တော်တို့ပြည်သက်ကြီးနဲ့အတူတစ်ခါတော့ပြန်ပြီးတော့နားထောင်ကြည့်ကြရအောင်ဗျာဒါတွေယူလာတော့အဲ့အောင်ကျောင်းဆရာမင်းထောလာလားဟုတ်တယ်ဗျာကြီးကျွန်တော်ထောသွားတယ်တဲ့ကျွန်တော်လက်ကွင်းတွေကိုထိုင်းရဟရင်ပြက်ကြဒါကြောင့်မို့တီးနိုင်ရောကြီး3နှစ်စာပေးသွားတယ်ကျွန်တော်စိုက်ဆရာမလို့ပဲနဲ့ခု3နှစ်စာရပြီဒါကြောင့်မို့လို့ကျွန်တော်အဘဝီစကီတွေဘီယာတွေလက်ဆောင်လာပေးတာတဲ့ဒီလိုပြောတယ်ကျွန်တော်စဉ်းစားတယ်ဟာငါတို့တိုင်းပြည်မှာရောရဟရင်ပြက်ကြရင်အဲ့လိုပေးမှလားပေါ့လွယ်ဘူးဗျအဲ့တော့သူ့နိုင်ငံကလေသမားကိုသူ့အစိုးရတမိုးထားလို့သူ့နိုင်ငံကကိုယ့်ထက်ရှေ့ရောက်နေရလို့ကျွန်တော်မြင်တယ်ကျွန်တော်တို့နိုင်ငံဦးလာဆွေပြောသလိုပဲတကယ်တမ်းကျတော့ကျွန်တော်တို့ဆိုရကတောင်ရသားတွေရဲ့စိုက်ပျိုးမြေတွေကိုသိမ်းဆည်းပြီးရင်ပေါ့ဗျာနိုင်ငံတော်စီမံကိန်းကိစ္စအလုပ်ငါပေါ့ကြောင်မျိုးကြောင့်သိမ်းဆည်းပြီးဆိုလို့ရှိရင်ထိုက်တဲ့နဲ့ရော်ကြီးငွေပေးဖို့ဆိုတာတကယ်မလိုပါဘူးဗျအခုလက်ရှိအစိုးရအသစ်လက်ထက်မှာတော့ကျွန်တော်တို့စီမံကိန်းအချို့တွေရှိတော့ပါဗျာဥပမာအပြင်တောင်မြို့ချောင်းလန်းကိစ္စမျိုးတွေနောက်အခုယထာလန်းအတက်ဖောက်လုပ်ဖို့
စီမံကိန်းမျိုးတွေပေါ့ဗျာအဲ့လိုမျိုးတွေမှာတော့လေယာမြေအသိမ်းခံရတဲ့တောင်တမားတွေကိုရော်ကြီးငွေတွေနဲ့တောင်ကြီးငွေတွေပေးရလို့တော့ကြားသိရပါတယ်ဗျဒါပေမဲ့ကျွန်တော်တို့ပြည်သူအစိုးရလို့ခေါ်တဲ့ဒီမိုကရေစီအစိုးရလို့ခေါ်တဲ့ NLD အစိုးရလက်ထက်မှာတော့ကတော့အခုကျွန်တော်ပုံမှန်မြင်တွေ့နေရတဲ့အခင်းကျင်းလေးတွေကအတိုင်းပါဗျာအဲ့ဒါဟာလာရှိုးမြို့ဆောင်လမ်းဖောက်လို့ပြီးတော့ဒေသကတောင်ရစိုက်ပျိုးလုကင်ရတဲ့ရှမ်းတိုင်းရင်းသူတိုင်းရင်းသားတွေရဲ့စိုက်ပျိုးမြေတွေသိန်းစီခံမှုကိစ္စပေါ့မြို့ဆောင်လမ်းဖောက်တော့ရင်းနေပါသွားတယ်စိုက်ပျိုးမြေတွေပါသွားတယ်ဒါနဲ့ပတ်သက်ပြီးတော့ရိုကြီးနေတာကြီးရရှိဖို့အတွက်ပေါ့ဗျာကျွန်တော်တို့လှုပ်ထုံးလုပ်နည်းတွေနဲ့အညီပဲတက်ဆိုင်ရာရှမ်းပြည်နယ်အစိုးရအဖွဲ့ပေါ့မြေသိမ်းစီစီကော်မတီစီကိုကျွန်တော်တို့စနေကြမြို့နယ်ခရိုင်အဆင့်ဆင့်ကြော်ဖြတ်ပြီးတော့ရိုကြီးနေတာကြီးတောင်းခံခဲ့ကြတယ်ပေါ့ဗျာတက်ဆိုင်ရာလာရှုမြို့နယ်လာရှုခရိုင်စသည်အဖြစ်သူတို့ရလည်းတောင်းရှိသူတွေလည်းထပ်ခံပေးခဲ့ကြတယ်ပေါ့တောင်သမားတွေရဲ့တောင်ရစိုက်ပျိုးမြေတွေကပုံစံခွန်လေးရရှိပြီးတားတဲ့ဟာတွေလည်းဖြစ်တာကြောင့်မြို့ချန်လန်ဖော်လို့စီမံကိန်းမှာပါဆုံးတော့လို့နင့်နာသူတွေအတွက်ရော်ကြီးတွေပေးတဲ့တယ်ဆိုတဲ့အကြောင်းပေါ့ဗျာတင်ပြပေးခဲ့တာပေါ့ဒါပေမဲ့လည်းရှမ်းပြည်နယ်အစိုးရတောင်းရှိသူတွေကနေတော့အဲ့ဒါကိုပိတ်သိမ်းလိုက်ပါဆိုပြီးတော့ပယ်ချလိုက်တော့ဗျာရှင်းရှင်းပြောရင်တော့သူတို့အစိုးရလက်ထက်မှာရော်ကြီးမပေးခဲ့ဘူးပေါ့မပေးဘဲနဲ့အမှုကိုပိတ်သိမ်းခိုင်းတယ်ပေါ့ဗျာအဲ့တော့ကျွန်တော်တို့တိုင်းပြည်မှာကတော့အဲ့လိုတောင်သမားတွေရဲ့အကျိုးစီးပွားနေတာဆုံးရှုံးမှုတွေကိုပြန်ရော်ပေးဖို့အဲ့ဒီကာလမှာအမကန်ချက်မရှိခဲ့ပါဘူးဗျဒါရှမ်းပြည်နယ်မှာဖြစ်တာပါအခြားတိုင်းနဲ့ပြည်နယ်ဒေသအသီးသီးမှာလည်းရှိပါသေးတယ်အခုတော့ကျွန်တော်တို့အခု2026အစိုးရတဲ့ရတ္တရာစီမံကိန်းကျော်လွန်သွားရင်တော့ကျွန်တော်တို့ဒါလေးတွေပြန်လဲပြီးတော့အသစ်ပြန်လဲတိဆောက်ပြီးတော့အစိုးရရှိတင်ပြတောင်းဆိုမှာပေါ့ဗျာဒါပေမဲ့လည်းဦးလာစီပြောသလိုပါပဲရဖို့မရဖို့ဆိုတာတကယ်တော့တိတ်မလွယ်တဲ့ကိစ္စပါအလုံးကိုကျေးဇူးတင်ပါတယ်ဗျနောက်တရင်ကောင်းတာလေးတွေရှိရဲ့ပြန်လဲပြီးတော့ပြည်သူလူထုအကျိုးငါညာပြည်သူသိရှိရအောင်လို့တင်ပြပေးတော့ပါဦးမယ်ဗျအားလုံးပဲစိတ်ချရင်ကိုယ်ချရင်နဲ့ပြည့်စုံကြပါစေကျွန်တော်မောင်ဆွေတောင်းပါ